hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့နေ့လည်ခင်းလေးမှာတော့ကျွန်တော်ညံစမ်းတော့မဟုတ်ပါဘူးဘယ်လိုပြောရမလဲဘာအသီးလဲဆိုတော့ကျွန်တော်အသီးကိုမေးမှာဗျာအဲ့ဒီအသီးကိုတကယ်လို့အဖြေကိုအမှန်အကန်အပြည့်အစုံအတိအကျဖြေနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီပထမဦးဆုံးမှန်းတဲ့လူပေါ့နော် first comment အဖြေရလဲမှန်းမယ် first comment လည်းဖြေရမယ်ပထမဦးဆုံး comment ပေါ့ဗျာအဖြေလဲမှန်းမယ် comment လည်းပထမဆုံးဖြေရမယ်အဲ့ဒီလူတစ်ယောက်ကိုကျွန်တော်ရွေးချယ်ပြီးတော့ဖုန်းပေး9000ဖြေပေးပါမယ်ဆိုတော့ဘယ်ဖုန်းနံပါတ်ဖြစ်ကျွန်တော်ဖြည့်ပေးမယ်ပေါ့နော်ဖုန်းပေး9000ဖြည့်ပေးပါမယ်ဆိုတော့အသီးကိုဘာအသီးလဲဆိုကျွန်တော်ပြပေးမယ်အခုဒီနေ့ကင်းရတာကျွန်တော်နေကင်းတော့မဟုတ်တော့ပါဘူးညနေစောင်းပြီပေါ့နော်3နာရီဆိုတော့နေအေးပြီဆိုတော့ကျွန်တော်ရဲ့နွားတွေကိုပြန်ထုတ်လှမ်းမှာပေါ့နော်ကျွန်တော်အကြံတစ်ခုရသွားတာအပျော်သဘောလေးပေါ့နော်ကျွန်တော်ရဲ့ channel မှာကျွန်တော် channel အစတည်းကကျွန်တော်ပြန်ပြီးတော့ပေါ့နော်အားပေးလာတဲ့ကျွန်တော်ရဲ့အကိုဒီမညီညီမတွေအားလုံးကျွန်တော်ရဲ့မျိုးတွေအားလုံးကိုကျွန်တော်အပျော်သဘောအနေနဲ့ဖုန်းပေး9000လေးကျွန်တော်ဖြည့်ပေးခြင်းလို့ပါအသီးလေးကတော့ဗာအသီးလဲဆိုတော့ဟိုမှာကျွန်တော်နွားလန့်ထားတဲ့အပင်မှာဘေးမှာအပင်တစ်ပင်ရှိတယ်အဲ့ဒီအပင်မှာအသီးနေတာကျွန်တော်လိုက်ပြပေးမယ်လားတစ်ချက်သွားကြည့်မယ်အသီးကတော့ကျွန်တော်တို့ဒီတော်တော်များများရွာဘက်ကသူတွေဆိုလို့ရှိရင်တော့သိကြလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအဲ့ဒီအသီးရဟိုမှာကျွန်တော်ပြပေးမယ်ဟာကောင်မဟိုဘက်နည်းနည်းတိုးဟမ်အသီးကတော့ဒီအသီးပဲဒီအသီးပေါ့နော်ဒါဘာအသီးလဲဆိုတော့ကိုကျွန်တော်တို့တစ်ချက်လောက်ဖြည့်ပေးပါအောင်เนาะဒါဘာအသီးလဲခင်ဗျာဖြည့်ပေးပါဦးတကယ်လို့ဒီအသီးကိုကျွန်တော်တို့မှန်အောင်ဖြည့်ပေးနိုင်တယ်ပြီးလို့ရှိရင်လည်းပထမဆုံး comment ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီနှစ်ချက်လုံးနဲ့ညီလို့ရှိရင်ကျွန်တော်ဖုန်းပေး9000ဖြည့်ပေးပါမယ်เนาะကျွန်တော်ရဲ့ comment မှာရေးပေးကြပါအောင်အပန်းမကြည့်ရင်ပေါ့เนาะဒါအပျော်သဘောလေးပေါ့เนาะဝင်ပြီးတော့ဒါကိုအသိတဲ့ဘဟုတုတလေးကိုယ့်ရဲ့ညံစမ်းလေးကိုဒါဝင်ပြီးတော့စမ်းတဲ့အနေနဲ့ပေါ့เนาะမှန်လို့ရှိရင်ကျွန်တော်ဖုန်းပေးဖြည့်ပေးပါမယ်ခင်ဗျာဘာဖြစ်နေငြင်းမနေဘူးစီဘိုစီရလေဒီမှာဟိုးဘယ်မှာတကောင်ဒီကောင်မျိုးစားအခုကကျွန်တော်တို့ဒါနေအေးပြီဆိုတော့ဒါထုတ်လှမ်းမှာပေါ့နော်စီရေမာဒါသူသမီးဒါသူပေါက်ထားတာမကြသေးဘူးအေးဟုတ်တယ်စီရေဟိုးမှာတကောင်ပေါ့နော်ဟိုးခြုံနေရိတ်ထဲမှာတကောင်ဒီမှာရောဒီမှာကတော့စီဖိုးစီဆိုတာတော့ကျွန်တော်တို့မြန်မာဗမာလိုကတော့တိလေးပေါ့ဗျာကရင်လိုကတော့ဗမာလိုကတော့အေးဟုတ်တယ်တိလေးကရင်လိုကတော့စီဖိုးပေါ့ဒီမှာတကောင်ပေါ့နော်ကဲဒီအသီးလေးကိုတစ်ချက်လောက်ဖြည့်ပေးပါအောင်နော်ဒီအသီးလေးကိုတစ်ချက်လောက်ဖြည့်ပေးပါအောင်မှန်ရင်ကျွန်တော်ဖုန်းပေး9000တကယ်ဖြည့်ပေးပါမယ်နော်ကျွန်တော်အခုကတော့နွားတောင်လှန်ပြီးလို့ပြန်လာပြီပေါ့နော်နွားတောင်လှန်ပြီးပြီဆိုတော့ကျွန်တော်မေးထားတဲ့ဒီအသီးရဲ့အဖြေလေးကိုသိကြပြီလားဒီအဖြေရမှာတော့ဘာမှတော့အရင်မခက်ဘူးဒီအသီးကဘာအသီးလဲပေါ့နော်အချက်ကလေးနည်းနည်းပဲပထမတစ်ချက်ကဒီအသီးကဘာအသီးလဲပြီးတော့ဒီအသီးကစားလို့ရမရโอเคအဲ့ဒီနှစ်ချက်ပဲဒီအသီးနာမည်ကဘာအသီးလဲနဲ့ဒီအသီးကိုစားလို့ရမရအဲ့ဒါပဲနော်အဲ့ဒီအချက်နှစ်ချက်ကိုမှန်အောင်ဖြေနိုင်ရမယ်ပြီးလို့ရှိရင်ပထမဦးဆုံး comment ဖြစ်နေရမယ်ဆိုတော့အဲ့ဒီတယောက်ကိုကျွန်တော်ကအဖြေမှန်လဲမှန်မယ်ပထမဦးဆုံး comment လည်းဖြေရမယ်ပထမဦးဆုံး comment ဆိုတာအဖြေမှန်တဲ့ပထမဦးဆုံး comment နော်ပထမဦးဆုံးဖြစ်တိုင်းအဖြေမမှန်လဲပေးမှာမဟုတ်ဘူးအဖြေလဲမှန်မယ်အဖြေမှန်တဲ့လူကလည်းပထမဦးဆုံးဖြစ်နေရမယ်အဲ့ဒီရောက်ကိုကျွန်တော်ရွေးပေးမှာပေါ့နော်โอเคဆိုတော့မတည်သေးလို့ရှိရင်ဘယ်သူမှမမှန်သေးလို့ရှိရင်စဉ်းစားပြီးတော့ဖြည့်ကြည့်ကြပါနော်ဆိုတော့အမှန်လို့ရှိရင်အပျော်သဘောအနေနဲ့ဖုန်းဝင်9000ဖြည့်ပေးမှာပါအများကြီးတော့မဟုတ်ဘူးเนาะကျွန်တော်လည်း9000ပဲဖြည့်ပေးနိုင်သေးလို့ဆိုတော့comment ထဲမှာဝင်ပြီးတော့ဖြည့်ပေးသွားကြပါဦးမသိလို့ရှိရင်လည်းတယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်ပြီးတော့ဖြည့်ပေးသွားကြပါဦးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲကျွန်တော်စောင့်နေမှာဗျာဘယ်သူမှန်မလဲပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye